ကောင်းမွန်သောနေ့ရက်ပါမီလီယံနာခင်ဗျကျွန်တော်ရဲ့ငွေဆွဲတင်တန်းမှာကြင့်ကြံအားထုတ်နေကြတဲ့မီလီယံနာတန်းပေါင်းများစွာအတွက်ကိုရည်ရွယ်ပြီးတော့ TikTok social media platform မှာကျွန်တော်ကိုကြည့်နေကြတော့ကျွန်တော်ကို like follow share တစ်ချိန်လုံး comment ပေးနေကြတဲ့နတ်သားနတ်သမီးတွေအားလုံးအတွက်ဒီနေ့ day 3ရဲ့တော့ချက်လေးတစ်ခုကိုအနေငယ်ညှောက်ပြီးပါမယ် day 3ရဲ့တော့ချက်ကဘဝမှာပိတ်ဆို့နေတဲ့ငွေကြောင့်ပဲပိတ်ဆို့လုပ်ငန်းကိုင်ငန်းတွေအဆင်မပြေလို့ပဲဖြစ်ဖြစ်ဘေးတွေကြုံတွေ့နေရတာပဲဖြစ်ဖြစ်အဲ့ဒီအရာတွေအားလုံးဘဝမှာပေါ့နော် inner wall မှာပိတ်ဆို့နေတဲ့အရာတွေအားလုံးအတွက်တကယ့်ကိုထွက်ပေါက်တစ်ခုလို့ခေါ်တဲ့ဖျားရှင်ရဲ့အဆုံးအမတစ်ခုကိုကျွန်တော်တို့ကိုယ်တိုင်လိလာသင်ယူပြီးတော့မှကျွန်တော်ဆရာကြီးရဲ့အဆူဆုံးမှမှုနဲ့သူကျွန်တော်ရှောက်လန်းခဲ့တဲ့အခါမှာကံကောင်းခြင်းများစွာလက်ခံရရှိခဲ့တဲ့ဂါထာလေးတစ်ခုကိုဂါထာပဲပြောဖျားရှင်ရဲ့နှုတ်ကပတ်တော်ပဲပြောဒါလေးကိုရွတ်ဖတ်ကြည့်ပါနော်နှစ်သမီးနှစ်သားအားလုံးလို့ခင်ဗျကိုဘဝမှာကံကောင်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ပြည့်စုံခြင်းနဲ့ဆိုဒီဂါထာကိုအချိန်ပြည့်ရွှေနှုတ်မှာတဖွာဖွာရွတ်ဖတ်ကြည့်ပါနော်နှစ်သမီးနှစ်သား like follow share copy ဟင်ယူသွားပြီးတော့ကံကောင်းခြင်းများစွာနဲ့တခြားသူတွေလည်းမျှဝေခံစားပေးပါလို့ဒါပါလဲဆိုရင်ကျွန်တော်တို့ငယ်တုန်းကလည်းလောကနီတီမှာသင်ခဲ့ရတယ်ဟိုငယ်တုန်းကတည်းကလောကနီတီမှာသင်ရတယ်ဆရာတွေလည်းသင်ပေးခဲ့တယ်ဆရာဖုန်းကြီးကလည်းသင်ပေးခဲ့တယ်သင်ဆရာမြင်ဆရာကြားဆရာတွေသင်ပေးခဲ့ကြတယ်အဲ့သင်ပေးခဲ့ကြတဲ့အထဲမှာမှမင်္ဂလာတုတ်တရားတော်ကြီးတရားတစ်ခုပေါ့နော်ဖုဒ္ဒတလောကဓမ္မေကြီးစိတ်တန်ယတ္တနကံပတိအာတောကံဝိရာဇံခေမံဣတံမင်္ဂလာမုတ်တမင်နဲ့အဲ့ဒီရဲ့ဂါထာမှာတချို့ကကျွန်တော်လာပြီးတဲ့ဘာအဓိပ္ပာယ်လဲကျွန်တော်သိတဲ့လောက်လေးမျှဝေခံစားပေးရမယ်ဆိုဖုဒ္ဒတလောကဓမ္မေစိတ်တန်ယတ္တနကံပတိဆိုတာရှိတယ်ဒါမင်္ဂလာတုတ်တရားတော်မှာဖုဒ္ဒတလောကဓမ္မေရှိလောကရန်၈ပါးတစ်ခု၈ပါးထဲမှာတစ်ခုခုနဲ့ကြုံတွေ့ရခဲ့ရသည်ရှိတော့တဲ့ဖုဒ္ဒတလောကဓမ္မေစိတ်တန်ယတ္တနကံပတိစိတ်တီမတုံလို့ပါစေနဲ့အာတောကံမတွေးတော့ပါနဲ့မစိုးရိမ်ပါနဲ့ဝိရာဇံမမောမှုမရှိပါစေနဲ့တဲ့ခေမံစိတ်ကိုအမြဲတမ်းကြည်လင်အေးချမ်းအောင်နေပါဆိုတဲ့ဒီရဲ့မင်္ဂလာတုတ်တရားတော်ကိုရွတ်ဖတ်နေခြင်းအဖြစ်လေမီလီယံနာတို့ကြုံတွေ့နေတဲ့အရာအလုံးကိုကြော်လွှားလို့ရပါတယ်နှစ်သားနှစ်သမီးအားလုံးကိုခင်ဗျကျွန်တော်ထက်သိတဲ့တတ်တဲ့ဆရာတွေအများကြီးရှိပါတယ်ဆရာတော်ကြီးအဆုံးအမတွေအများကြီးရှိပါတယ်ဒါကြောင့်ဖုဒ္ဒတလောကဓမ္မေစိတ်တန်ယတ္တနကံပတိဆိုတဲ့မင်္ဂလာတုတ်တရားတော်ကိုအချိန်နဲ့ရွတ်မျက်လုံးလေးပိတ်နေလဲရွတ်မျက်လုံးလေးဖွင့်နေတိုင်းလဲရွတ်ကိုယ်စိတ်ထဲမှာတခြားအရာတွေတွေးနေမဲ့အတွေးတွေဝင်လာခဲ့ရင်လေဒီရဲ့ဂါထာလေးကိုမင်္ဂလာတုတ်တရားတော်လေးအတိုင်းပဲရွတ်ဖတ်တယ်လေစေခြင်းအပြင်ဘဝအမောတွေပြေပျောက်ပြီးတော့ပေါ့နော်ကံကောင်းခြင်းတွေလက်ခံရရှိကြပါစေကံကောင်းတဲ့ day 3မှာအောင်မြင်ချမ်းသာကြပါစေမီလီယံနာအားလုံးလို့ခင်ဗျာကျေးဇူးတင်ရပါတယ်မီလီယံနာ copy link share အသေးချလုပ်သွားကြည့်ပါ